မင်္ဂလာပါရှင်ကဲအမရဲ့ customer တို့ရေအခုလာမယ်29ရက်နေ့4လတနင်္ဂနွေနေ့နေ့က12နာရီကြာရင် live ရှိမယ်ဆိုတဲ့အကြောင်းလေးကိုလာပြောတာပါပထမဦးဆုံးဒီဗီဒီယိုဖိုင်လေးကိုမြင်တာနဲ့အမကို share ပြီးတော့နွေရာသီစားဝါချီချစ်တစ်ခေါက်စပန်လေးတွေတယောက်တစ်စုံစီလက်ဆောင်ဝင်ယူပါအမက50ယောက်ပဲပေးမှာမဟုတ်ပါဘူးလူကြီးအများကြီးပေးမှာမို့လို့အမကို share ပြီးတော့ဒီဗီဒီယိုဖိုင်လေးရဲ့ကိုမတ်မှာ access လေးလာပြပေးထားပါအမ3-4ရက်အတွင်းလက်ဆောင်ရသွားတဲ့သူတွေကို reply လေးလာပြန်ပေးပါမယ်ဒီဗီဒီယိုဖိုင်ရဲ့ကိုမတ်မှာပဲเนาะ reply လေးပြန်ပေးသွားပါမယ်ဒါလေးတွေက premium တစ်ခေါက်ဝါချီချီစပန်အခုနွေရာသီစာပေါ့အမကစမာတွေเนาะနွေရာသီစာလေးဒါကြောင့်အမလက်ဆောင်ပေးကြည့်လို့ဒါလေးလက်ဆောင်ပေးတာပါเนาะဒါကြီးနွေရာသီစာလေးကိုအမအိမ်29ရက်နေ့လိုက်ဆေးမှာနေ့က12နာရီလိုက်ဆေးမှာအမအစင်အားလုံးပေါင်း80-80လောက်ရှိတယ်အမ80-80ထုတ်ရောင်းပေးမယ်အမကစမာတွေပေါင်180-200ဒီ1ဆက်ကောင်းကောင်းချိုးလို့ရတယ်1ဆက်တဝစ်စာကိုအမ1000ပတ်ချာလေး1000စွန်းစွန်းလေးနဲ့ပဲလုပ်ပေးမယ်လက်ရှိဈေးကွက်ထဲမှာပေါက်နေတဲ့ဈေးထက်အများကြီးရှော့ပေးမယ်အမအလေးတဲလေးပဲစားပြီးအမကစမာတွေကိုအများကြီးမြတ်အောင်အမစူးစမ်းပေးထားတယ်အဲ့ဒါဒီနွေရာသီစာလေးရောင်းပေးမှာမို့အမကစမာတွေကအမကိုစောင့်ပေးပါနော်လက်ဆောင်ရောင်းရတဲ့သူကတော့အမတို့ဘာအစင်ဘာအယောင်ပဲရအမပေးမှာတော့ premium ဝါချီချီတစ်ခေါက်အစင်ပဲပေးမှာဘာအစင်ဘာအယောင်ရယူပေးပါလက်ဆောင်ရောင်းရတဲ့သူတွေကကြတော့နော်နောက်ပြီးတော့အမကစမာတွေဒါအင်ဒိုကိုလည်း premium ဝါချီချီအင်ဒိုပစ္စည်း quality အရန်မိုက်တယ်အမကစမာနော်အင်ဒိုစင်လည်းအမ40လောက်ထုတ်ပေးမယ်နော်အမဒါစင်မယ်လေးတွေပဲပြသွားတာနော်အမကစမာတွေနောက်ပြီးတော့အမကစမာရသမီးတစ်ခေါက်စင်မပြနော်တစ်စင်မဲမပြသွားမယ်တစ်ခေါက်က40ပေါ့နော်လက်ဆောင်ပေးမှာတော့အမတစ်ခေါက်စင်ပဲပေးမယ်နော်ဒါကကြတော့အမတို့အင်ဒို premium ဝါချီအင်ဒိုပေါ့အမကလေအဲ့ဟိုပေါ့29ရက်နေ့တနင်္ဂနွေနေ့နေ့က12နာရီကနေည10နာရီထိတက်ရက်ပဲလိုက်ဆေးရှိမယ်လိုက်ဆေးကိုညနေပေါ့12နာရီကနေ4နာရီတစ်ချိန်ညနေ6နာရီကနေပြီးတော့ည10နာရီတစ်ချိန်အမ2ချိန်ပေါ့လိုက်ဆေးတက်ရက်ထဲကို2ချိန်ခွဲပြီးလွှင့်ပေးမယ်ပြောချင်တာကအမဲ400လောက်အမတို့အမဲထည့်ထားပေးမယ်အမရောင်းမိနိုင်တာအမဲ300ထက်မကျော်ဘူးအဲ့တော့အမအမဲ300ထဲမှာအမတို့မာကတ်စမာတွေ3လိုက်ပဲအဖြူတို့ရှမ်းကန်ဘဲစိန်ကြောင်စိန်အစိမ်းတွေရောအဖြူရောအမထည့်အောင်ပေးထားတယ်ဒီတစ်လိုက်မှာအမဲပေါင်းပြောင်များစွာပါတယ်ထဲကအမကအမဲ4မယ်လောက်ကိုအမနမူနာအမီးလေးပြပေးသွားမယ်အမကတ်စမာတွေကရအောင်ဝင်ကြည့်ပေးအဲ့ဒီ29ရက်နေ့တရက်ကိုစောင့်ပြီးတော့ဒါကြည့်ပေးနောက်တစ်ခုကအမကတ်စမာလေးဒါလေးတွေတမူးချီသားစစ်နော်တမိခဏကြိုင်လားတမူးချီသားစစ်အမကတ်စမာလေးနှစ်ဖက်ပေါက်လက်ရေးအမနောက်ဆုံးရောင်းသွားတာ15000ကအမရောင်းသွားတယ်လက်ရေးချီသားပစ္စည်း quality အရေးသွေးအမအတွင်းမဲ့လှန်ပြသွားတာအမကဒီပစ္စည်းတွေကိုကုန်တဲ့တဦးရှိရနေပြီးတော့ဘယ်လိုပြောရမလဲအချစ်ဆေးပုံစံမျိုးလေးနဲ့အမရထားပြီအမကတ်စမာအချစ်ဆေးနဲ့ထုတ်ရောင်းပေးမှာလက်ရှိအမရောင်းသွားတာ15ခွဲရောင်းသွားတယ်တမူးနှစ်ဖက်ပေါက်တမူးပေါ့နော်ချီသားစစ်2မီတာခွင်းပစ္စည်း quality အရေးသွေးအရမ်းမိုက်တဲ့ချီသားစစ်ကိုချီနောဆေးနဲ့ရောင်းပေးမှာထောင်ကနန်းနဲ့ရောင်းပေးမှာအမရဲ့ live sale ကို